သောသုလာကမ္မဝိပင်္ဂသုတ်တံဒေသနာတော်များ၌သာဝေညုမြတ်စွာဘုရားသခင်သည်ဘတ်တော်တော်ဤအချွေအရာနောက်လိုက်ချွေရန်ပေါ်များ၍အကျဉ်းယဝါတကောအာနုဘောကြီးမာခြင်းနောက်လိုက်အချွေရာနိဗ္ဗာန်၍အကျဉ်းယဝါဩဇာနိဗ္ဗာန်ခြင်းတို့ကိုဖြစ်စေရသောကာဏမျိုးတို့ကိုအဘယ်သို့လင်ဝေဘာ၍ဟောကြားတော်မူခဲ့ပါသနည်းငါခြင်းဘုသုဒကမ္မဝိပင်္ဂသုတ်တံဒေသနာတော်များ၌သာပင်ညမြတ်စွာဘုရားသည်ဣဒာမနောဝဧကိသောဣတိဝါပုရိသောဝါဣဒာမနကောဟောတိယသာရှိသည်ဖြင့်သူပါလူလေဤလောက၌အယောနိသောမနာတိကာရာရင်ခံရှိကြသောအချို့သောမိန်းမယောက်ျားသည်သူတော်ဘာတို့ဤလတ်လာဘပူဇော်သက္ကာရအယုသေးပြုခြင်းကရုကာရအလေးအမြတ်အပြုခံရခြင်းမာနနာရှိခိုးခြင်းဝန္ဒနာပူဇော်ခြင်းပူဇနာတို့၌မနာလူဝန်ထူသောစိတ်နှလုံးရှိကြပါပေသည်သူဘလူလေဤဆိုအပ်ပြီးတော့သူတော်တို့ဤလာဘသက္ကာရဒီလောကအစရှိသောကောင်းသောပြည့်စုံခြင်းတမ္ပတ္တိတို့၌မနာလူဝန်တို့ဣဒ္ဓတရားစီပွားခြင်းဒီဟုသောအကုသိုလ်ကံကြောင့်ဒုမိမယောက်ျားသည်သူတိကြွေသေးလွန်းသည်မှာနောက်ကာလဝယ်မရေဘုံတို့ကရောက်ကြပါပေသည်အကယ်၍အပရာပရိယာကုသိုလ်ကံထောက်မှသဖြင့်လူပြည်လောက၌ဘဝပฏิသန္တိအကယ်၍တည်နေစေကမူထိုဣဒ္ဓတရားပွားများခဲ့သောအကုသိုလ်ကံရှင်ပုဂ္ဂိုလ်သည်ဤလူပြည်လောက၌နောက်လည်းအချွေရန်နိဗ္ဗာန်ခြင်းတကူအရှင်ဝါနိဗ္ဗာန်ခြင်းဒီဟုသောအပိသကကုံအပိသကပြစ်တရားတို့ကိုခံစားရပါပေသည်သူဘလူလင်သူတစ်ပါးတို့၏စီစိန်ချမ်းသာကိုမမြင်နိုင်တညူစုစုရှိခြင်းဒီဟုသောဣဒ္ဓအကုသိုလ်တရားသည်တကူအရှင်ဝါနိဗ္ဗာန်ခြင်းအချွေရန်နိဗ္ဗာန်ခြင်းကိုဖြစ်စေတတ်သည်မကောင်းသောမိစ္ဆာပฏิပတ်ဖြစ်ပါပေသည်သူဘလူလင်ထိုမှတပါးဤလောက၌ယောနိသောမနတိကာရာရင်ခံရှိကြသောအမျိုးကောင်းသမီးအမျိုးကောင်းသားတို့သည်သူတော်ဘာတို့ဤလတ်လာဘသူတော်ဘာတို့ဤပူဇော်သက္ကာရသူတော်ဘာတို့ဤအယုသေးပြုခြင်းကရုကာရမြတ်လို့ခြင်းမာနနာရှိခိုးခြင်းပူဇော်ခြင်းဒီဟုသောသူတော်ဘာတို့ဤသံပတ္တိ၌ယူစုဆောင်မြောင်းခြင်းမနာလိုခြင်းဣဒ္ဓတရားကိုပယ်ရှားကြပါပေကုန်သည်ဣဒ္ဓတရားကိုဟန်တာကြပါပေကုန်သည်ထို့သောဣဒ္ဓတရားပယ်ရှားဟန်တာကြသောမျိုးကောင်းသားမျိုးကောင်းသမီးတို့သည်သုတိပြကျွေးသေးလွန်နေမှနောက်ကာလဝယ်နတ်ရွာသူဂတိသို့ရောက်ကြရပါပေသည်လူကြီးလောက၌ဘဝပฏิသန္တိဒီနေပြမာလိထိုဣဒ္ဓတရားကိုပယ်ရှားသောအမျိုးကောင်းသားအမျိုးကောင်းသမီးအပေါင်းတို့သည်အချွေရန်ပရိသတ်များပြားခြင်းတကူအရှင်ဝါကြီးမားခြင်းဒီဟုသောအကျိုးတရားတို့ကိုခံစားရပါသည်သူဘလူလင်သူတစ်ပါးစီစဉ်ကိုမညို့သူတစ်ပါးစီစဉ်ကိုမမြင်နိုင်ယို့အညို့ရညို့၍ယူစုဆောင်မြောင်ခြင်းဒီဟုသောဣဒ္ဓတရားမှလွတ်လွတ်ရှောင်ရှားခြင်းဒီဟုသောကောင်းမှုကုသိုလ်တရားသည်တကူအရှင်ဝါကြီးမားခြင်းဒီဟုသောမဟိသက္ခကုံကိုဖြစ်စေတတ်သောကောင်းမြတ်သောအကျင့်ပฏิပတ်ဖြစ်ပါပေသည်ဟုသာဝေညုမြတ်စွာဘုရားသည်အချွေရန်နောက်လိုက်များပြခြင်းတကူအရှင်ဝါကြီးမားခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံအချွေရန်နောက်လိုက်နိဗ္ဗာန်ခြင်းတကူအရှင်ဝါနိဗ္ဗာန်ခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံဤနတ္တတို့ကို
ဗျာ